Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ Love Fruit account ကိုကျွန်တော်ရဲ့ viewer တွေပြဝင်မှာပဲဖြစ်ပါတယ်။အပိုင်းပဲရွေးပါတယ်ဟုတ်ကဲ့။ကျွန်တော် aura တော့ဒီမှာ orange color လေးပဲဖြစ်ပါတယ်။ Iron body ပေါ့နော်။ Insta Huggy V1 ရှိပါတယ်။ Fighting style ကတော့ဒါလေးပေါ့နော်။ပြီးတော့ fruit ကတော့ T-Rex ပေါ့နော်။ T-Rexတကယ်ကြိုက် T-Rex ကျွန်တော်လိုက်အကောင်ကြီးပြောင်းတဲ့ဗီဒီယိုလာပါမယ်နောက်ကြရင်ပြီးလို့ရှိရင်ကျွန်တော် swag ကတော့စေးပါပဲရှိပါတယ်လို့ရှိရင်ဟိုကခန်းကတော့ဒါ fishing rod ပဲရှိပါတယ်ငါကတော့တိတ်မများပြပါဘူးခါလေးမှမရတာပါစေးပါအကောင် swag ကတော့စေးပါပါအကောင်းဆုံး scan ကြတာပါပြီးလို့ရှိရင်ကျွန်တော်မဖူးတွေပါရှိလဲဆိုဒါတော့ငပိန်းဖူးတွေပါရိုက်ဖူးတွေရထားပါကျွန်တော် Fano Mammoth Gravity Phoenix Creation လို့ရှိပါတယ်ကျွန်တော်နဲ့ trade ရှင်လို့ရှိရင်ကျွန်တော်အကောင့်ကိုလာအပ်လို့ရပါတယ်ကျွန်တော်အကောင့်ကတော့ကျွန်တော်ရဲ့ channel ထဲမှာတည်တည်ချာချာပြပေးထားပါတယ်ပြီးတော့ဒါ accessory တွေပါဒါဟိုထောင်ထဲမှာတော့ထောင်သားတွေကိုတော့ဖြည့်ပေးနေရတဲ့ accessory ကျွန်တော်ဒါလေးပဲတက်ထားပါတယ်ဒါကြီးကကြည့်လို့မလားလို့ဒါလေးပဲတက်ထားလိုက်ပါတယ်ဒါလည်းကျွန်တော်တို့အဆင်ပြေရလေ 7% ပြီးလို့ရှိရင် accessory stash တွေရတော့ဒါလေးပဲရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ပြီးတော့ build ထဲမှာဆိုရင် human v1 ပြီးတော့ orange soda aura orange soda ပြီးတော့ insta v1 agent plus 1ပြီးတော့ flash dash ရှိပါတယ်ပြီးရင်ပါရှိတယ် level က1000ထဲမှာ62ပါရန်နေပါတယ် bro ပြီး front mark က1000ထဲမှာ850ရှိပါတယ်တော့ရင်ဆုံးကျွန်တော် stage ကိုပြပါမယ် stage မှာတော့refund လို့ရှိတယ် refund ကျန်နေမဲ့လေကျွန်တော်လို့မဖောင်းတော့ပါကျေးဇူးဒီလောက်လေးစင်ပြပါကျွန်တော် damage ကပါတယ်နော်ကျွန်တော်ပြီးလို့ရှိရင်နောက်ဗီဒီယိုမှာ full restart တဲ့ဟာတွေလာပါမယ်တော့မဲ့ဆိုရင်တော့ rocket ဆို1 like ဆို rocket ပေါ့ Vano ကတော့ 10k like ဆိုရင် Vano ပါဒါတွေကတော့အစား 5k 1k လောက်ပေါ့ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် subscribe follow subscribe ရယ် like ရယ်ပေးပါပါအပန်းမကြည့်ရင်ပေါ့နော်ကျွန်တော်အခုမှဆော့တဲ့ YouTuber လေးပြောင်းကျွန်တော် like လေးပါပေးပါလို့ရပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါ bye bye